Hello vlog လေးလည်းမတင်တာကြတော့မြင်နေကြပြီလားမသိဘူးเนาะကျမရဲ့ vlog လေးကတော့ဒါမေလအစကိုပြန်ခေါ်သွားပြစီအိမ်ကြီးကတညင်ဘက်ကိုပေါ့နော်အမျိုးတယောက်ရဲ့အလှူသွားတာအဲ့ရတော့မရိုက်ထားပြလိုက်ဘူးဘယ်လိုဆိုတော့လူတွေစုံပြီးတော့အိမ်ကအပြန်တော့အိမ်တန်းမပြန်သေးပဲနဲ့မမနဲ့တဖေးဆိုင်ခဏထိုင်လိုက်ပါတယ်တဖေးဆိုင်ခဏထိုင်ပြီးတော့ဒီတိုင်းပဲပေါ့နော်ဖုတ်တာပေါ့ဖုတ်ပြီးတော့အပြန်ကြအောင်မြန်မာမုတ်လေးတွေ့တော့စားကြင်ကြလေးဆိုပြီးတော့အဲ့ဒါလေးဝင်ပြီးတော့အိမ်ပြန်လာခဲ့တယ်ပေါ့နော်အဲ့မီလာအစမှာကြာမှလေးဘရောက်တွေကပွင့်တာရမ်းလာနေရာတိုင်းမှာဘရောက်တွေပဲတစ်မျိုးလုံးဘရောက်တွေအုံခဲပြီးတော့ကြည်ရစိတ်ချမ်းသာတာပေါ့နော်ညဘက်ကျတော့ညနေကျတော့ကျွန်မဂျင်သွားတာပေါ့အိမ်နေရတယ်ဖြစ်ချင်တော့ဂျင်မှာလူတော်ရှင်းနေပြီလားအဲ့နဲ့ရိုက်ဖြစ်လိုက်တယ်ပေါ့နော်ရိုက်ဖြစ်လိုက်တယ်အဲ့နေကပြီးတော့ဘာဆော့ပြလဲဆိုတော့ full body ဆော့တဲ့နေပေါ့ full body ဆော့တဲ့နေဆိုရင်တော့များတော့အဖြစ် body weight နဲ့ဆော့တဲ့ဟာ exercise ကပုံများတာပေါ့နော်အလေးနဲ့ကဆော့တော့ဆော့တယ်ဒါပေမဲ့ body weight နဲ့ဆော့တဲ့ exercise ကပုံများတယ်တချို့ကိုယ့်ဘက်ကဆော့နေအောင် PT လည်းမပါတော့ ဖောင်လေးပါလေးမှားနေရပါညာတွေ့လဲဖြည့်ပြီးတော့နားလေပြီးတော့ကြပါအောင်ဒါတော့ push up လောက်တာလေဒီလားကျွန်မဘဝမှာ push up ကဆက်စချင်းတော့ကိုယ့်ဘက်ကိုအပြည့်ပေါ် full push up လို့ပြောမလားအဲ့လိုမျိုးထိုးနိုင်နေပြီကွာအဲ့ဒါကို2လ3လလောက်မထိုးလိုက်တော့အမှဒူးထောက်ပြီးပြန်ထိုးနေရတယ်ဘဝအဲ့လိုဒီ wall sit တွေပါရတော့ AC ပေါ့နော်ရတယ်ကိစ္စမရှိပြီးတော့ဆော့ပြီးတော့မောသွားပြီးတော့ water break လေးယူပြီးတော့အမှကြည့်လူကနင်းနေတော့ပန်ကာကမတရားလေးနဲ့မှုတ်တော့ပန်ကာနဲ့ကျမစပင်းကြီးပွားတယ်ဆိုပန်ကာနဲ့ရန်ဖြစ်နေနောက်တနေ့မှာတော့အဲ့မနဲ့အစိုးရပဲကျမတို့ဘုန်းကြီးကျောင်းသွားကြတယ်အဲ့နေရာအမေမွေးနေဆိုတော့လေဘုန်းကြီးကျောင်းမှာအာယုံဆုံးသွားကတ်တာပေါ့နော်အာယုံဆုံးဆိုပြီးမဲ့လေလင်းနေပါပြီသူကအဲ့ဒီကျောင်းကအဲ့လိုစာတင်တိုက်ပေါ့နော်ဒါပေမဲ့သူကအဲ့လိုအာယုံဆုံးအောင်မနဲ့4နိုင်လို့ကတော့ဖုံးမပေးပဲနဲ့အဲ့လိုအဲ့ဒါကိုဘာခေါ်လဲမသိဘူးအဲ့လိုလင်းတော့မှကွာမနဲ့မိုးလင်းတော့မှဖုံးပေးရပါအဲ့လိုမျိုးလင်းတော့မှပဲလာခိုင်းတော့6နိုင်လောက်မှသွားပြီးတော့ကတ်ကြတာပေါ့ဒါပေမဲ့ဟိုလိုအကြီးကျယ်ကြီးလုပ်တဲ့ဟာမျိုးတော့မဟုတ်ပါဘူးဒီတိုင်းကိုအိမ်သူအိမ်သားရဲ့အိမ်က family ရဲ့အမေနည်းနည်းပပပေါ့ close friend တွေနည်းနည်းပပနဲ့အဲ့လိုလေးပဲဒါကအဓိကအမေလှုပ်ချင်တယ်ဆိုလို့သူကဒါလေးစွန့်ကတ်တဲ့ဟာလေးပေါ့အမတ်တရရိုက်ထားပြလိုက်တယ်ကျမပါညာပဲများနေရပါတော့တရားပိုင်နာပြီးတော့ကျမတို့စွန့်ကတ်တယ်ကတ်တာဆိုတော့အဲ့ဒီကတ်တယ်ကိုအယောင်တူတူတွေပဲအဲ့မှာလေးကျောင်းမှာအဲ့ဖုံးကျောင်းမှာကြောင်လေးတွေအများကြီးပဲရုပ်လေးရစင်တူလေးဒီလားဒါပေမဲ့သူ့ရဲ့ခြေမိုးမှုကိုကြည့်လိုက်ပါအောင်သူ့ရုပ်ကိုကြည့်အောင်ကျမ6ချက်ကုတ်ရှင်နေတာဒီကြောက်ရတဲ့စကားကြီးလမ်းပြောတယ်အမေတိတ်မကန်ရဲဘူးကြောင်နေလဲကြောက်တယ်ကုတ်မှကြောက်တာပြီးတော့ကျမတို့ဖုံးကျောင်းမှာပဲပြန်ပြီးတော့မနက်စာပြန်စားခဲ့တရုတ်ထမင်းကြော်နဲ့ပြန်ပြီးတော့ပေါ့နော်ဒိုင်မင်ထိုးခဲ့ပါတယ်အဲ့အပြန်ကြတော့အမှလေးဖုန်းကြောင်းဝင်ရအကျယ်ကြီးပဲကွာတခြားကြောင်းနေလည်းရှိအမှသူတို့အဲ့လိုဥယျာဉ်လိုမျိုးလုံနေတဲ့ဟာလေးချိုးအပင်လေးကအမှဘာသီးလဲမသိဘူးတေချာမသိဘူးရိုက်ခဲ့တဲ့သဘောကျလို့ညနေကျဒီတိုင်းမယူနဲ့မမီကိုမာသားကိုကိတ်ခွဲပေးလိုက်တယ်ဒါကတော့ကျမကြိုက်လို့ဆိုပြီးဝင်လာပါတော့လောက်ပါပဲကျမရဲ့48နာရီကတော့အားလုံးကျေးဇူးပါ